ဒီအဆောက်အဦထဲမှာအစားအသောက်တွေကိုနေတိုင်းချပေးပါတယ်။ဇလန်းအစမှာကိုရင်ဆိုတဲ့လူငယ်တယောက်ကအခန်းတစ်ခုထဲမှာနိုးလာတယ်။အခန်းနံပါတ်က level 48အလယ်မှာအပေါက်ကြီးတစ်ခုရှိတယ်။အဲ့ဒီအပေါက်ကအပေါ်ကနေအောက်ထိဆက်သွယ်ထားတဲ့ platform စနစ်ပဲလို့ကိုရင်နဲ့အခန်းတူတဲ့ Trimagal ဆိုတဲ့ဘူးတော်ကပြောတယ်။နေ့တိုင်းအစားအစာအပြည့်နဲ့ပလက်ဖောင်းတစ်ခုကအပေါ်ဆုံးကနေစပြီးဆင်းလာတယ်။အပေါ်အဆင့်လူတွေစားတောက်ပြီးမှအောက်မှာရှိတဲ့လူတွေကကြံတာပဲစားရတယ်။ကိုယ်အဆင့်မှာရောက်တုံးစားစရာရှိတာစားထားဖို့ဘူးတော်ကကုန်းကိုပြောပါတယ်။ကုန်းကစားကျင်ပေမဲ့အစားအစာတွေကညစ်ပတ်နေတော့မစားကျင်ဘူးလို့ပဲပြောလိုက်ပါတယ်။ဘာဖြစ်လို့အခုလိုလုပ်နေတာလဲလို့ကိုရင်ကမေးတော့ဘူးတော်ကအခြေအနေတွေကိုမင်းသိလာလိမ့်မယ်လို့ပြောပြီးအောက်ကိုစရေးထွေးချလိုက်ပါတယ်။ကိုရင်ကလည်းတခုခုစားရမယ်လို့တွေးပြီးပန်းသီးတစ်လုံးကိုယူထားလိုက်ပါတယ်။ထိုအခါဘူးတော်ကစားချင်ရင်အခုစားဖို့မစားဘဲခြံထားရင်အဆင်ပြေမှာမဟုတ်ကြောင်းပြောပါတယ်။အခန်းကတဖြည်းဖြည်းပူလာတော့ကိုရင်ကလက်ထဲကပန်းသီးကိုပြစ်ချလိုက်ပါတယ်။အဲကြမှာအခန်းရဲ့အပူချိန်ကပြန်ကျသွားတယ်ဆိုတာကိုတေချာနားလည်သွားပါတယ်။နောက်ရက်ကျတော့ကိုရင်ကဘိုးတော်ကိုဘာဖြစ်လို့အပေါ်ကလူတွေကအဲ့လိုလုပ်နေကြတာလဲမေးတော့ဘိုးတော်ကမင်းလဲအောက်ရောက်ရင်တီးလိုက်မယ်ဆိုပြီးအောက်ကိုသေးပန်းချလိုက်ပါတယ်ပြီးတော့ဘိုးတော်ကသူ့မှာကိုကာကွယ်ဖို့ဓာတ်တစ်ချောင်းရှိကြောင်းပြောပါသေးတယ်အစားအသောက်တွေနဲ့အတူမိန်းမတစ်ယောက်ပါလာပါတယ်။ကိုရင်ကအဲ့ဒီမိန်းမကိုစကားသွားပြောတော့ဘိုးတော်ကအဲ့ဒီမိန်းမဟာသူ့ကလေးကိုလိုက်ရှာနေတာဖြစ်ကြောင်းသူ့ကိုထိရင်မင်းကိုပါရင်လှုပ်လိုက်မယ်လို့ကိုရင်ကိုပြောပြပါတယ်။ထို့နောက်အစားအသောက်တွေပါတဲ့ပလက်ဖောင်းကအောက်ကိုဆင်းသွားပါတယ်။အောက်ထက်ကလူတွေကထိုမိန်းမကိုဆွဲချဖို့လုပ်နေတော့ကိုရင်ကအော်ပြီးပြောပါတယ်။ဘိုးတော်ကအဲ့ဒီမိန်းမသူ့ကိုသူကာကွယ်တဲ့ကြောင်းပြောပါတယ်ထို့နောက်အဲ့ဒီမိန်းမကပလက်ဖောင်းပေါ်ပြန်တက်လာပြီးအောက်ထက်ကိုပြန်ဆင်းသွားပါတယ်။နောက်တစ်လမှာ level ပြောင်းတဲ့အခါကိုရင်နဲ့ဘိုးတော်ကlevel 180တလောက်ထိကျသွားပါတယ်။အစားအစာကလုံးဝမကြံတော့ပါဘူး။ဒီအခြေအနေမှာဘိုးတော်ကအသက်ရှင်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ကိုရင်ကိုကြိုးချီပြီးကိုခန္ဓာကိုဖျက်စားဖို့ကြံစီပါတယ်ထို့အချိန်တစ်ခုတည်းမှာပဲ။ပလက်ဖောင်းနဲ့အတူမိမတစ်ယောက်ဆင်းလာတယ်။သူမကဘိုးတော်ကိုတက်ပြီးကိုရင်ကိုကဲတင်သွားတယ်။ level တွေပြောင်းရင်းကိုရင်နားလည်လာတယ်။အပေါ်မှာရှိတုန်းကကိုကအများကြီးစားခဲ့တယ်။အောက်ရောက်တော့ဘာမှမရှိတော့ဘူး။နောက်တစ်လကိုရင်နဲ့ဘဟရာဆိုတဲ့လူအခန်းတူရလာတယ်။သူကစနစ်ကိုပြောင်းကျင်တဲ့လူဘဟရာကပြောတယ်။လူတိုင်းလိုအပ်တဲ့လောက်ပဲစားရင်အောက်ဆုံးထိလုံလောက်နိုင်တယ်။သူတို့ပလက်ဖောင်းပေါ်တက်ပြီးအောက်ကိုဆင်းသွားတယ်။သူတို့ကိုလိုအပ်တဲ့လောက်ပဲစားဖို့ပြောတယ်။လူတွေရဲ့လောဘကမရဘူး။ကိုယ်စီရောက်တုံးယူဖို့သူတို့အောက်ထပ်မှာရှိတုန်းကလည်းခံခဲ့ရကြောင်းမင်းတို့လောက်တာမဖြစ်နိုင်ကြောင်းပြောတယ်။နောက်ဆုံးမှာအကြမ်းဖက်မှုသုံးရတယ်။စနစ်မကောင်းတဲ့လောကမှာစကားကအလုံးမဖြစ်နိုင်ဘူး။အခြေအနေတွေကပိုဆိုးလာတယ်။ရံပွဲတွေများလာတော့မခုခံနိုင်တော့ဘူးပင်ပန်းလာတယ်။နောက်ဆုံးတော့အောက်ဆုံးအထက်ကိုရောက်သွားပါတယ်။သူတို့လုံနိုင်ကြောင်းပြောနေတော့ကိုတင်အောက်မှာကလေးတယောက်ကိုတွေ့ပါတယ်။သူတို့လည်းပါလာတဲ့နောက်ဆုံးမုံကိုကလေးကိုကျွေးလိုက်တယ်ပြီးတော့ကလေးကိုပလက်ဖောင်းနဲ့အတူအပေါ်ကိုပို့လိုက်တယ်။သူကိုယ်တိုင်ကအောက်ဆုံးမှာကြံခဲ့တယ်။ကလေးကတော့ပလက်ဖောင်းနဲ့အတူအပေါ်ကိုတက်သွားပါတယ်ပြီးတော့ဘာဆက်ဖြစ်မလဲ။